ဂိုင်းစီရင်အလင်းတကားရှိမှာအပြင်စီကအမျိုးသားကျင့်ကြံသူ2ယောက်စောင့်ဆိုင်နေကြပါတယ်ရင်းရွှေအမကြီးရောက်လာပြီးပဲအဖွဲ့ကောင်းဆောင်ကတော့လင်းယုံနှာခေါင်းလိုပုံစံမျိုးရှိတဲ့လူငယ်တယောက်ဖြစ်ပြီးမျက်လုံးတွေကကလိန်ငတ်ကြကြကမျက်နှာတစ်ခုလုံးအပြုံးတွေနဲ့ပြည့်နေပါတယ်အမကြီးဒါနဲ့ဒီတယောက်ကရက်ဖန်ရင်းရွှေကအေးဆက်ဆက်နဲ့စကားနှလုံးပဲပြန်ဖြေခဲ့ပါတယ်လင်းယုံနှာခေါင်းနဲ့ကျန်းရင်ကကျွန်တော်ကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပြီးအမကြီးကိုမြင်မြုပ်ဝက်နေမြေကထူးထူးခြားခြားအနေရများလွန်းလာပါတယ်တင်နန်းသားအဆင့်တပဲရှိသေးတဲ့အကိုလူတယောက်ကိုခေါ်လာတာတကယ်လို့အဆင့်နဲ့မိစ္ဆာသားရဲနဲ့တာတိုးရင်သူထွက်တောင်ပြေးနိုင်မှာမလားမသိဘူးဘေးနားကမျက်နှာချွန်ချွန်နဲ့လီဆန်းကလည်းလိုက်ပြီးထောက်ခံပါတော့တယ်ဟုတ်ပါအမကြီးကသူ့ကိုခေါ်သွားရင်ကျွန်တော်တို့အတွက်ဝင်တော့ဝင်ဖို့ဖြစ်မနေဘူးလားတကယ်လို့ရတနာတွေဘာတွေတွေ့ခဲ့ရင်တော့သူ့ကိုတစုတပုံခွဲပေးနေရအောင်မယ်မဟုတ်လားငါရဲ့ဆုံးဖြတ်ချက်ကိုနင်တို့ဝင်ဆွတ်ဖက်ဖို့မလိုဘူးဝင်ကြမယ်ရင်းရွှေကသူတို့ကိုလှည့်တောင်မကြည့်ပဲအစီရင်အလင်းတကားနဲ့တန်းဝင်သွားပါတယ်ကျွန်တော်လည်းနောက်ကနေကက်လိုက်သွားခဲ့ပြီးကျန်းရင်ရဲ့မျက်လုံးထဲမှာတော့မကျေနပ်မှုတွေဖြစ်ပြေးသွားပါတယ်ဒါပေမဲ့သူလည်းဘာမှမလုပ်ရဲပဲလီဆန်းကိုခေါ်ပြီးနောက်ကနေအမြန်လိုက်ဝင်လာခဲ့ပါတယ်လှုပ်ဝက်နေမြေထဲရောက်သွားတဲ့စက္ကန့်ပိုင်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးချက်ချင်းမှောက်မိုက်သွားပြီးလေထုထဲမှာမှိုင်းညို့နေတဲ့မြူကိုတွေပြန့်လွင့်နေပါတယ်ခြေလမ်းအောက်မှာတော့အဆုံးစမရှိတဲ့ရွှွနှုံနဲ့ကြီးတွေရှိနေပြီးအနံ့အသက်ဆိုးတွေလည်းထွက်နေပါတယ်ကျွန်တော်တို့၄ယောက်လုံးတတိနဲ့ရှေ့ဆက်ခဲ့ကြပြီးကျွန်တော်ကတော့ရင်းရွှေရဲ့အနောက်ဘက်နားမှာရှောက်လာခဲ့ပါတယ်အားလုံးတတိထားကြဒီရွှွနှုံထဲမှာအဆင့်နဲ့မိစ္ဆာသားရဲတွေပုံအောင်နေတယ်ရင်းရွှေကဓာတ်ရှည်ကိုဆွဲထုတ်လိုက်ရဓာတ်သွားထိတ်ကနေအေးဆက်ဆက်စွမ်းရည်တွေထပ်ထွက်လာပါတယ်စကားလဲဆုံးရောရှေ့ဘက်10မီတာကွာကရွှွနှုံတွေဟာပောက်ကွဲမတက်လုတ်ခတ်လာပြီးချက်ချင်းဆိုသလိုဘုံကနေပောက်ကွဲသွားပါတော့တယ်ညှိစော်နန်းနဲ့လေပြင်းတွေကမျက်နှာစီတိုးဝေလာပြီးအလျား15မီတာကျော်ရှိပြီးတကူလုံးအမဲရောင်စူးချုံတွေနဲ့ပြည့်နေတဲ့မိစ္ဆာမီချောင်းကြီးတစ်ကောင်ဝုန်းကနေထွက်လာပါတယ်သူ့ရဲ့ဆူရှာတဲ့သွားတွေနဲ့တွေးအိုင်လိုပါဆက်ကြီးကိုဟာကာရှေ့ဆုံးကကျန်းရင်ကိုလှမ်းကိုက်လိုက်ပါတော့တယ်အဆင့်နဲ့အစိမ့်မီချောင်းကြီးပါလားကျန်းရင်ကလမ်းဖြန့်သွားပြီးအော်ဟဲလိုက်ပါတယ်သူဓာတ်ကိုဆွဲထုတ်ပြီးမခုခံရဲ့ပဲဘေးနားကလီဆန်းကိုဆွဲကင်ပြီးမီချောင်းကြီးရှိရာဘက်ကိုအားနဲ့လှုပ်ပစ်လိုက်ပါတော့တယ်ပြီးတော့အရှိန်ဟုန်သုံးကရွှေပြောင်းမနေရကက်ကိုတုံးပြီးစန့်ကျင်ဘက်အရက်စီကိုအတက်လူထွက်ပြေးသွားပါတော့တယ်ကျန်းရင်မင်းတို့တိရစ္ဆာန်ထက်မိုက်တဲ့ကောင်တေချင်းစိုးနဲ့တေးပါစေလီဆန်းဟာရွှွနှုံနဲ့လဲကျသွားပြီးမိချောင်းကြီးကိုကြည့်ကကြောက်လန့်တကြားအော်ဟစ်နေပါတယ်သူလဲရွှွနှုံဘေးကိုလိမ့်ကနဲ့အတင်းပဲဖားကန်ပြီးပြေးပါတော့တယ်3စက္ကန့်တောင်မပြည့်ခင်မှာပဲဂိုင်းတူအတိုင်းဝိုင်းဆိုတဲ့သူ2ယောက်ဟာတယောက်ကိုတယောက်တစ္ဆာဖောက်ပြီးအရေးတောင်မမြင်ရတော့အောင်ထွက်ပြေးသွားကြပါပြီအပြင်စည်းကအတုံးမကျတဲ့အမိုက်တွေပဲရင်းရွှေကနှာခေါင်းရှုံးလိုက်ပြီးနောက်မဆုတ်တန်းရှိကိုတိုးသွားပါတယ်ပြလဲလဲဓာဆွမ်းအင်နဲ့မိချောင်းကြီးရဲ့မာကျော်တဲ့ဥကောင်းခုံတို့ပြင်းထန်စွာထိတ်တိုက်တွေ့ပြီးမိဘတွေတစ်ဖြက်ဖြက်ထွက်ကုန်ပါတော့တယ်မိချောင်းကြီးရဲ့ခွန်အားကလည်းအလွန်ပဲကြီးမားလာပါတယ်ရင်းရွှေတစ်ချက်ညီးတွားရင်ခြေလန်းနဲ့ငယ်နောက်ဆုတ်သွားသည်သူမသည်ငကိုကလေးကဒဏ်ရာမှပြန်လဲတက်တာခါစားဖြစ်ပြီးယခုလိုအစိမ့်ငွေတွေပြည့်နေနေတဲ့ပတ်ဝန်းကျင်မှာအတင်းအကျပ်ဓာတ်တိုင်းကိုထုတ်သုံးလိုက်ရသဖြင့်သူမရဲ့စွမ်းအားစီးဆင်းမှုမှာခိတ္တမြရက်တန်သွားခဲ့သည်ထိုစက္ကန့်ပိုင်းများလစ်ဟာသွားခြင်းတွင်အစိမ့်မိချောင်းကြီး၏တံမနီကဲ့သို့တမ္မာလာသောအမီးသည်အနီးနားရှိတစ်ပင်ကြီးများကိုရိုက်ချိုးကာပြင်းထန်လာသောအစိမ့်ငွေများနှင့်အတူမယုံကြည်နိုင်လောက်အောင်မြန်ဆန်သောနှုံးဖြင့်ရင်းရွှေစီသို့တက်တက်ကြီးဦးတည်လာခဲ့သည်သူမသည်ယခုချိန်တွင်စွမ်းအားကုန်ခံပြီးအင်အားတစ်လည်းမဖြစ်တင်းနိုင်သေးရာလုံးဝရှောင်တိန်နိုင်ခြင်းမရှိတော့ပေရင်းရွှေကျွန်ုပ်၏အုံနောက်မှာစဉ်းစားရန်ပင်အချိန်မရလိုက်ပဲခန္ဓာကိုယ်လေးကျင့်ခြင်းအထို့ထိတ်အဆင့်၏တွေးလေစွမ်းရည်များချက်ချင်းပောက်ကွဲထွက်လာပြီးခြေနှစ်ဖက်ဖြင့်ရွှွနှုံကိုကန်ကြောက်ကဘေးတိုက်မှနေ၍ရင်းရွှေကိုအားပြင်းပြင်းဖြင့်ဝင်တိုက်လိုက်သည်ရှောင်လိုက်ကျွန်ုပ်သူမကိုမီတာအနည်းငယ်အကွာသို့တွန်းလွတ်လိုက်နိုင်တော့လေမိချောင်းကြီးကြောပေါ်မှဓာကဲ့သို့ထက်လာသောစူးကြုံများသည်ကျွန်ုပ်၏ကြောပြင်ကိုအဟန့်တားမရှိပို့တိုက်သွားခဲ့သည်ပြင်းထန်လာသောနာကျင်မှုနှင့်အတူကျွန်ုပ်၏အမြင်အာရုံများသည်တွေးအောင်များဖြင့်ဖုံးလွှမ်းသွားသည်ကျွန်ုပ်ရွှွနှုံထဲသို့အရှိန်ဖြင့်လဲကျသွားပြီးကြောပြင်တွင်အယိုးများမြင်ရသည့်အထိနှက်ဆိုင်လာသောဒဏ်ရာကြီး3ခုဆုပ်ပြဲသွားခဲ့သည်တွေးအိုင်ကြီးစီးဆင်းလာပြီးဘေးပတ်ဝန်းကျင်ရှိရွှွနှုံမဲများကိုနီးရဲသွားစေသည်ရင်းရွှေသည်ဘေးကင်းရာသို့ရောက်ရှိသွားပြီးနောက်တွေးအိုင်ထဲတွင်လဲကျနေသောကျွန်ုပ်ကိုလှည့်ကြည့်လိုက်သည်အမြဲတမ်းအေးဆက်ခတ်ထန်နေတတ်သောသူမ၏မျက်ဝန်းများသည်ချက်ချင်းပင်နီးရဲလာခဲ့သည်တရိษံမင်းတေချင်နေတာပဲသူမလုံးဝဒေါသပေါက်ကွဲသွားခဲ့ပြီးတွေးကြောများပျက်စီးမိအနေရကိုမမှုပဲရှာဖျားကိုကိုက်ကတွေးရင်များကိုထိုးထွက်စေလိုက်သည်အပြာရောင်ဓာတ်အလင်းတန်းသည်ဆဲဆားများချက်ချင်းကြီးမားလာပြီးပတ်ဝန်းကျင်ရှိမြူတုများကိုဆုတ်ဖြဲပစ်လိုက်သည်ဟန်ရွှွန်ဓာတ်တိုင်းမိုင်ပေါင်းများစွာအေးခဲစေကြောက်မက်ဖွယ်ကောင်းသောရေခဲဓာတ်အရှိန်ဝါသည်ကောင်းကင်မှကျဆင်းလာပြီးမိချောင်းကြီး၏မာကျောလာသောအကြီးခုံများကိုရှောင်းကွင်းကပြင်းဟာထားသောပါဇက်ကြီးအတွင်းသို့ပြင်းထန်စွာထိုးဆိုင်သွားသည်အလွန်အမင်းအေးခဲလာသောရေခဲလွှာသည်မိချောင်းကြီး၏ခန္ဓာကိုယ်အတွင်းချက်ချင်းပြန့်နှံ့သွားသည်ပြင်း၏ကြီးမားလာသောခန္ဓာကိုယ်ကြီးသည်ရွှွနှုံထဲတွင်အေးခဲသွားပြီးမျောလင်းချက်မဲ့စွာတစ်ချက်အော်ဟစ်ပြီးနောက်ဝုန်းကနဲ့လဲကျသွားကအသက်ဝိညာဉ်လုံးဝချုပ်ငိမ့်သွားခဲ့သည်ဒုတိယအဆင့်မိစ္ဆာကောင်ကြီးသည်အသက်ပြောက်ကမြေပြင်ပေါ်လဲကျသွားသည်သို့တော်ဤအစွမ်းကုန်တိုက်ကွက်ကြောင့်ရင်းရွှေ၏နောက်ဆုံးဝိညာဉ်စွမ်းအင်များလည်းအခန်းချောက်သွားခဲ့ရသည်မိချောင်းကြီးသည်မတိဆုံးမီအနက်ရောင်အစိမ့်မြူများကိုမှုတ်ထုတ်သွားခဲ့ရာသူမကိုချက်ချင်းဖုံးလွှမ်းသွားသည်ရင်းရွှေသည်အစိတ်တင်ကတွေးမြများအန်ထုတ်ပြီးနောက်မျက်စိရှိမှဝေဝါးကရွှွနှုံတော်တဲ့သို့ပြုတ်ခွေလဲကျသွားသည်တတိလမိမျောလျက်ကျုံအောင်ရွှွနှုံထဲတွင်ဝင့်နေမိသည့်ကြောပြင်မှပြင်းထန်လာသောနာကျင်မှုကြောင့်ခန္ဓာကိုယ်တစ်ခုလုံးထိမ့်မနိုင်သိမ့်မရတုံရင်နေပြီးတုတ်တုံမြပင်မလှုပ်ရှားနိုင်တော့ပေထိုမြူတုထဲမှနေ၍အလွန်တိုးညင်သောခြေတံများထွက်ပေါ်လာသည်ကျန်းရင်သည်တိတ်တဆိတ်ပြန်လည်ရောက်ရှိလာခြင်းပင်သူသည်ဓာတ်ကိုကင်ကတေဆုံးနေသောငွေနဂါနှင့်တတိလနေသောရင်းရွှေကိုကြည့်ရင်မျက်နှာတွင်လောဘဇောနှင့်မာနထောင်လွှားမှုများပြည့်နေသည်အားတကယ်ကိုတနာစရာကောင်းလိုက်တာလီဆန်းသည်လည်းကြောက်ကြောက်လန့်လန့်ဖြင့်သူ့နောက်မှကပ်ပါလာသည်စီမီယာအကိုဒါကဒုတိယအဆင့်မိစ္ဆာမျိုးတွေပဲပြီးတော့စီမီယာမမရင်းရွှေရဲ့တိုးလောင်လက်စွပ်လည်းရှိသေးတယ်အားလုံးငါတို့အပိုင်ဖြစ်တော့မှာပေါ့ဟောဒီအမိုက်ကောင်ကအခုထိအသက်မသေးသေးဘူးပဲအသက်ပြင်းသားပဲကြမ်းရင်မင်းကိုင်းတူတွေကိုတစ္ဆာဖောက်ရဲတယ်ပေါ့
ဒါကိုအခြေအနေတည်တယ်လို့ခေါ်တဲ့ကျင့်ကြံခြင်းလောကမှာအာကြီးသူကအနိုင်ဆိုးစံတာပဲမင်းအားနေလုံးလို့သာအပြစ်တင်လိုက်ပါမင်းကိုတက်ပြီးရင်တော့ရင်းရွှေရဲ့ထိတ်တန့်ဝိညာဉ်မြင့်တဲ့ယတနာတွေအားလုံးငါပိုင်ဖြစ်လာတော့မှဂိုင်းကိုပြန်ရောက်ရင်တော့မင်းတို့တွေမိစ္ဆာကောင်တွေရဲ့ဝါမျိုးချင်းကိုခံလိုက်ရတယ်လို့ပဲပြောလိုက်မယ်ဘယ်သူမှတက်တည်မပြနိုင်တော့ဘူးလေနောက်ဘဝကြရင်တော့လူကောင်းတစ်ယောက်ဖြစ်အောင်မွေးဖွားပါစေဒါတော့ကလေပင်ကိုစိုက်ဝင်တော့မယ်စက္ကန့်ပိုင်းလိုမှာပဲကျွန်တော်ကတကူလုံးစုပ်ပြဲမတက်နာခြင်းမှုကိုအောက်အီးပြီးဘယ်ဘက်လက်နဲ့ခါကြကအကာအကွယ်ဖြန်းဆေးမှုကိုလှမ်းယူကသူ့မျက်နှာတက်တဲ့ကိုအားကုန်ဖြန်းလိုက်ပါတော့တယ်မင်းသိပြီးတော့ပြင်းအားမြင့်ဆုံးရုပ်ကောင်းရည်တွေကမျက်လုံးနဲ့နှာခေါင်းနဲ့စိတ်ဝင်သွားပြီးငါမျက်လုံးတွေအားကျန်းရင်ရဲ့နာကျင်စွာအော်ဟစ်တန်တဲ့အတူဓာတ်ကလည်းလက်ထဲကနေလွတ်ကျသွားခဲ့တယ်ဒီကောင်စိတ်ခတ်တာလားမျက်နှာကိုကုတ်ဖက်ရင်းရှုပ်ွက်ထဲမှာယူသွမတက်လူလိမ့်နေခဲ့ပါတယ်သူအကာအကွယ်မဲ့ပြီးဝိညာဉ်အင်အားတွေကမောက်ကမဖြစ်နေချိန်မှာကျွန်တော်လည်းညာဘက်လက်ကလျှက်စစ်တုပ်ကိုအမြင့်ဆုံးပါဝါတင်လိုက်ပြီးသူ့ရဲ့ကျဉ်းတန်းဘိုးချက်စီကိုအားကုန်ထိုးဆိုင်လိုက်ပါတယ်ဘိုးအားတန်းချီတဲ့ပြင်းထန်တဲ့လျှက်စစ်လိုင်းတွေကသူ့ရဲ့အရေးပြားကိုဖောက်ထွင်းပြီးအားနည်းဆုံးအသက်သွေးကြောကိုဖျက်ဆီးပစ်လိုက်တယ်ကျန်းရင်တကူလုံးမီတူးသွားပြီးရှုပ်ွက်ထဲမှာတုံတုံယူနဲ့လဲကြကလုံးဝအတုံးမကျတဲ့လူဖြစ်သွားခဲ့ပါပြီကျန်းရင်တေဆန်းအနောက်ကနေကင်းဆောင်နေတဲ့လီဆန်းကတော့အံ့အားတင်သွားပြီးဒဏ်ရာအပြင်းထန်ရထားတဲ့လူသားမန်တယောက်ကကျန်းရင်ကိုအနိုင်ယူလိုက်နိုင်တာမယုံနိုင်ဖြစ်နေခဲ့တယ်မင်းကကျန်းရင်ရဲ့ကျဉ်းတန်းကိုဖျက်ဆီးရတဲ့ပေါ့မင်းကိုငါတက်ပြစ်မယ်သူကပြန်တန်းနိုင်တဲ့ဓာတ်မြောင်ကိုထုတ်ယူလိုက်ပြီးအလင်းတန်းတစ်ခုအသွင်နဲ့ကျွန်တော်ရဲ့လက်ပင်စီဥတီလာခဲ့တယ်ကျွန်တော်ကဒဏ်ရာနဲ့တွေးထွက်လို့နေလို့မတက်တောင်မရက်နိုင်တော့ပါဘူးအတက်လူရမယ်စိုးရင်စရာအခြေအနေမှာပဲရင်းရွှေပေးထားတဲ့ဝိညာဉ်ကြောက်စိမ်းများကိုထုတ်ပြီးအာကုန်ချုပ်ဖြတ်လိုက်ပါတယ်အတွင်းစီတပည့်ရဲ့အတက်ကယ်ကြောက်စိမ်းများကိုမင်းရဲ့အကာအကွယ်တားဆီးကဘလောက်အထိခံနိုင်မလဲကြည့်ကြသေးတာပေါ့ကြောက်စိမ်းများပုံမှာအကြောင်းတွေထင်ကျန်ရစ်ပြီး3စက္ကန့်ဆိုလုံလောက်ပါပြီကျွန်တော်ရင်ဘက်ကရှေးဟောင်းကြောက်စိမ်းကိုတင်းတင်းဆုပ်ကင်ပြီးပြန်မဲအလင်းတန်းတစ်ခုဖြတ်ထွက်လာပြီးနောက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်ခစ်တစ်ကအိမ်အဟောင်းလေးရဲ့ကျမ်းပြင်ပုံကိုပြုတ်ကျလာခဲ့ပြီးကြောပြင်ကဒဏ်ရာ3ခုစီကနေတွေးတွေစက်တိုက်စီကြနေတော့မှာပဲငါဒီနေရာမှာတေးလို့မဖြစ်ဘူးနောက်ဆုံးလက်ကျန်အတိစိမ့်နဲ့ဝိညာဉ်ကြောက်တုံးတွေကိုထုတ်ယူကဘေးပက်ပက်လယ်မှာဝိညာဉ်စုစည်းမှုအစီရင်တစ်ခုကိုဖန်တီးလိုက်တယ်ပြီးနောက်တရားထိုင်တဲ့ပုံစံနဲ့ထိုင်လိုက်ပြီးအစီရင်ကထွက်လာတဲ့ဝိညာဉ်စွမ်းအင်တွေကိုအာကုံဆုပ်ယူကတန်ရာတွေကိုကူးတက်လိုက်ပါတယ်ဒီလိုနဲ့ပဲ3ရက်နဲ့3ညကုန်လုံးသွားခဲ့တယ်ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ကြောက်တုံးတွေကပြအဖြစ်ပြောင်းလဲသွားခဲ့ပါပြီကျွန်တော်မတ်တက်ရက်ပြီးပခုံးကိုလှုပ်ရှားကြည့်လိုက်တော့ကြောပြင်ကနာကျင်မှုတွေလုံးဝမရှိတော့ပဲဒဏ်ရာတွေပါပျောက်ကင်းသွားခဲ့တယ်ပို့ပြီးအံ့ဩဖို့ကောင်းတာကကျွန်တော်ရဲ့ခန္ဓာကိုယ်ဆွမ်းအားတွေပဲဖြစ်တယ်တကားဝက်စီလျှောက်သွားပြီးတံမဏိတကားလက်ကင်ကိုစုပ်ကင်လိုက်ချိန်မှာအလွယ်တကူပဲကြေမွသွားခဲ့ပါတယ်ဒါကခန္ဓာကိုယ်ကျင့်ကြံခြင်းအထုပ်ထိတ်ဆင်ပဲအခုငါရဲ့အင်အားနဲ့ဆိုရင်လက်ပလာနဲ့တင်ကျင့်ကြံသူတွေကိုနှိမ်နှင်းနိုင်ပြီးအဝတ်စားတစ်လဲလှယ်ပြီးတဲ့နောက်လက်စွပ်ထဲမှာပါလာတဲ့ခရမ်းရောင်မျက်ပင်ကိုထုတ်ကြည့်လိုက်တယ်ဒါကကျင့်ကြံခြင်းလောကမှာတာမန်မျက်ပင်ဖြစ်ပေမဲ့ကဘာမြေပုံမှာတော့နတ်ဆေးပင်ဖြစ်နေပါပြီနာယူဝက်ခန့်ကြပြီးနောက်မျိုးရဲ့အကြီးဆုံးဆေးပင်ကုံသွေးရေးစင်တာကိုရောက်ရှိလာခဲ့ပါတယ်ကျွန်တော်စပွဲနာကိုရှောက်သွားလိုက်ချိန်မှာကြိုးဆိုပါရခင်ဗျာဘာကူညီပေးရမလဲဆေးဆိုင်ဝန်ထမ်းကကျွန်တော်ရဲ့ဝတ်စုံကိုကြည့်ပြီးအထင်သေးတဲ့အရေးအယောင်ပြလာခဲ့တယ်မင်းတို့ဆိုင်ကတာဝန်ခံနဲ့တွေ့ချင်တယ်ဆိုင်ဝန်ထမ်းရဲ့မျက်နှာကချက်ချင်းပြတ်သွားပြီးကျွန်တော်တို့ဆရာကြီးကလူတိုင်းနဲ့မတွေ့ဘူးဗျာမင်းကဆေးလာကူတာလားဆေးလာဝယ်တာလားဆေးကူချင်ရင်နံပါတ်သွားယူဆေးဝယ်ချင်ရင်ဟိုဘက်ကောင်တာကိုသွားငါမှရောင်းစရာဆေးပင်ရှိတယ်သူကရေမောလိုက်ပြီးလှောင်ပြောင်တဲ့လေတံနဲ့ဆေးပင်ဟုတ်လားတို့ဆိုင်ကအကောင်းစားတွေပဲလက်ခံတာလမ်းဘေးကပစ္စည်းတူတွေကိုလက်မခံဘူးမင်းကကျင်းစင်းအတူတွေရောင်းချင်ရင်ဟိုဘက်ကဈေးကိုသွားပါပြီးတော့တို့ဆရာကြီးကမင်းလိုလူနဲ့တွေ့ရမယ့်အဆင့်မဟုတ်ဘူးကျွန်တော်ဘာမှပြန်မပြောဘဲခရမ်းရောင်ဆေးပင်ကိုကောင်းတာပေါ်တင်လိုက်ချိန်မှာတော့ထူးခြားတဲ့အလင်းနှံတွေနဲ့အတူမွေးရည်နှံတွေပြန့်လွင့်သွားပါတော့တယ်တင်းပြက်တဲ့ဆေးနှံတစ်ခုကချက်ချင်းပြန့်လွင့်သွားတယ်အလုတ်တင်ကငုံကြည့်လိုက်ပြီးခိတ္တမြကြောင်အန်းသွားပြီးမှမျက်မှောင်ကျုပ်လိုက်ကလက်လန်းပြီးဖမ်းကင်မှုလုပ်ရင်းဒါကဘာခရမ်းရောင်အစမ်းပြားကြီးလဲဆေးဆိုးထားတာတော့မဟုတ်ပါဘူးနော်ထိုစဉ်အတွင်းခန်းထဲကနေပြင်းထန်တဲ့ဟောက်တန်တစ်ခုထွက်လာတယ်မလုံးနဲ့အလုတ်တင်ရဲ့လက်ကလေထဲမှာတင်ရက်တန့်သွားပြီးတကူလုံးအနဲ့အဆုတ်ခံရတယ်လို့ဖြစ်သွားတယ်စပင်ဖြူဖြူနဲ့အဝတ်အစားတက်တက်ရရဝတ်ဆင်ထားတဲ့တက်ကြီးရွယ်ဦးတဦးထွက်လာပြီးခြေလမ်းတွေကတွက်လက်လာတယ်သူကမျက်မှန်တက်ထားပြီးမျက်နှာကနီမြန်းကမျက်လုံးတွေကလည်းဆူရှက်တောက်ပနေတယ်သူကတော့ဘိုးဆေးတိုက်ရဲ့အဓိကသမားတော်ကြီးဆုံးဖြစ်တယ်စွန်ဖိုးဒီလူကဘာမှမသိတဲ့အရာတစ်ခုယူလာလို့ပါပါဆက်ပိတ်ထားစွန်ဖိုးကသူ့ကိုတစ်ချက်တောင်မကြည့်ပဲကောင်းတာရှိကိုတန်းစီလျှောက်လာပြီးခါးကုံကထိုခရမ်းရောင်မြက်ကိုအနီးကပ်ကြည့်လိုက်တဲ့သူ့မျက်တငယ်အိမ်ကရုတ်တရက်ကျုံသွားတယ်နောက်တစ်စက္ကန့်မှာသူကအိတ်ထဲကနေမှန်ဘလူးကိုထုတ်ယူပြီးအသက်ရှူအောင်ကအနီးကပ်ဂယူတစိုက်ကြည့်ရှုတော့တယ်သူ့လက်ချောင်းတွေကလေထဲမှာဝဲနေပြီးတခုခုပျက်စီးသွားမှစိုးရိမ်တာကြောင့်ထိုမျက်ပင်ရဲ့အရွက်တွေကိုမထီရဲဘူးဖြစ်နေတယ်တောင်နဲ့ထဲမှာနှစ်ပေါင်းရာချီမဟုတ်ဘူးဒီအတွင်ပြင်ကစွန်အဖိုးဒါကမျက်စုပ်တပင်ပဲလေစွန်အဖိုးကစပွဲကိုရိုက်လိုက်ပြီးထွက်သွားစမ်းမင်းရဲ့ခွေးမျက်လုံးတွေကန်းနေတာလားဒါကနှစ်တရာတဘာဝပေါက်ခရမ်းရောင်တွေးကျင်စင်းကွာအတွင်ပြင်ကပြည့်စုံပြီးဆေးဖက်ဝင်အာနီတင်ကအပြည့်ရှိတယ်ငါတက်တန်းနှစ်40မာဒီလောက်ကောင်းတဲ့ပစ္စည်းမျိုးတစ်ခါမှမမြင်ဘူးမင်းကငါရဲ့အရေးကြီးတဲ့ဆေးပင်ကိုဖျက်ဆီးပစ်တော့မလို့ဘာရက်ကြည့်နေတာလဲဧည့်သည်ကိုလက်ဖက်ရည်သွားငှက်ပေးချေငါဗီရိုတဲကတမိုးကြီးလက်ဖက်ရည်ကိုတုံးလိုက်အလုတ်တင်လဲလမ်းဖြာပြီးအမြန်ပြေးထွက်သွားတော့တယ်စွန်အဖိုးလှည့်လာတဲ့အခါမျက်နှာပေါ်ကဒေါသတွေကချက်ချင်းပြောက်ကွယ်သွားပြီးယူတေကိုင်းညွတ်တဲ့အပြုံးဖြစ်ပြောင်းလဲသွားတယ်မိတ်ဆွေလေးတောင်းပန်ပါတယ်ငါတပည့်ကလူရမဝင်လို့မင်းကိုရေးစရာဖြစ်စေမိပြီးသူကခါကိုအနှဲငယ်ညွတ်ပြီးလက်နှစ်ဖက်နဲ့နာမည်ကက်ကိုကမ်းပေးလိုက်တယ်ဒီခရမ်းရောင်တွေးကျင်စင်းကိုငါသဘောကျမိလို့ပါမင်းဈေးနှုန်းလေးတစ်ချက်လောက်ပြောပေးမလားအဆင်ပြေတယ်လို့ပဲပေးပါ3သိန်းဒါကငါအဆုံးဖြတ်ပေးနိုင်တဲ့အမြင့်ဆုံးဈေးနှုန်းပဲတကယ်လို့လေးလံတင်မယ်ဆိုရင်ဈေးနှုန်းကအဆပွားနိုင်ပေမဲ့ငါကတကယ်လိုချင်လို့ပါသဘောတူတယ်စွန်အဖိုးခိတ္တကြောင်သွားပြီးနောက်အလွန်ဝမ်းသာသွားကငွေစရင်ကိုချက်ချင်းငွေလွှဲခိုင်းလိုက်တယ်သူကိုယ်တိုင်လည်းတံမိုးကြီးပိုးထဲစကိုထုတ်ယူပြီးခရမ်းရောင်ဆေးပင်ကိုဂယူးတစိုက်ထုတ်ပိုးကဗီရိုရဲ့အနက်ဆိုင်ဆုံးနေရာမှာတော့ခတ်သိမ်းစီလိုက်တယ်မိတ်ဆွေလေး
နောင်ကြရင်ဒီလိုပစ္စည်းမျိုးရှိရင်ငါတို့ဗဟိုဆေးတိုက်ကိုအရင်ဆုံးစဉ်းစားပေးပါဒါက VIP ကပ်ပြားပါနောက်ဆိုရင်တန်းစီစရာမလိုပဲငါစီတန်းလာခဲ့လိုက်ပါသူကကပ်ကိုလက်ခံပြီးခေါင်းညစ်ပြကလှည့်ထွက်ခဲ့တယ်အိတ်ထဲကကပ်ပြားထဲမှာတော့9သိန်းရှိနေပြီဖြစ်တယ်စွန်အဖိုးကနောက်ဆုံးမှအမားအတွက်တောင်းပန်တဲ့အနေနဲ့ရေးတွက်ပြီးနောက်ထပ်2သိန်းပို့ထည့်ပေးလိုက်တာဖြစ်တယ်ငါလက်ထဲမှာတော့ကျန်တဲ့ငွေသား3သိန်းထည့်ထားတယ်လေးလံနဲ့အမဲရောင်ပလတ်စတစ်အိတ်ကိုကင်ထားတယ်ပတ်စံရပြီဆိုတော့ငါလဲတက္ကစီတားပြီးဦးလေးကြီးအိမ်စီကိုတမ်းမတ်စွာထွက်ခွာခဲ့တယ်ဒီအကျွေးကိုတော့ဒီနေ့အပြီးပြက်ရှင်းရမယ်ဦးလေးကြီးအိမ်ရဲ့တံမိုးကြီးလုံခြုံရေးတကားကိုငါတစ်ချက်ထဲနဲ့ကန်ဖွင့်လိုက်ရတကားချက်တွေပျက်စီးပြီးတကားပေါင်တစ်ဝက်ပါကျမ်းပြင်ပေါ်ပြုတ်ကျသွားတယ်အဲ့ခန်းထဲမှာတော့ဦးလေးကြီးဒေါ်လေးနဲ့ပတ်တီးစီထားရစေဖြစ်တဲ့ရဲဟိုင်တို့ကထမင်းဆက်ပွဲမှာထမင်းစားနေကြတာဖြစ်တဲ့အတန်ကျဲကြီးကြောင့်သူတို့3ယောက်လုံးရုတ်တရက်လှည့်ကြည့်လာကြတယ်ရဲဖန်မင်းကအိမ်ကိုလာရဲသေးတယ်ပေါ့ငါလဲအထဲကိုခြေလမ်းကျဲကျဲနဲ့ဝင်လာခဲ့တယ်ငါလက်ထဲကငွေသား3သိန်းအပြည့်ထည့်ထားတဲ့အမဲရောင်အိတ်ကိုသူတို့ရှိကထမင်းစားပွဲပေါ်ကိုအချိန်နဲ့ပြစ်ချလိုက်ပြီးပတ်စံလာဆက်တာရာတန်တမိုးရှိတဲ့ငွေဆက်ကူအထက်လိုက်တွေကအိတ်ထဲကနေထွက်ကြလာပြီးစပွဲပေါ်ကဟင်းပန်းကန်တွေပေါ်ပြန့်ကျသွားတယ်3သိန်းရေတွက်လိုက်ဦး3သိန်းလုံထန်းရဲ့ဆေးဘူးက6သိန်းထိတက်သွားပြီလေမင်းကဒါလေးနဲ့ငါတို့ကိုနှင်ထုတ်ချင်တာလားဟုတ်တယ်ပြီးတော့ပြီးခဲ့တဲ့အချိန်ကငါ့ကိုရိုက်ခဲ့တဲ့ပါရိုက်ချက်ကိုဘယ်လိုရှင်းမလဲဒီနေ့30ထုတ်မပေးရင်ငါအခုချက်ချင်းရဲတိုင်ပြီးမင်းကိုအိမ်ဖောက်ထွင်းမှုနဲ့ဖမ်းခိုင်းလိုက်မယ်ငါလည်းလက်ကိုမြောက်လိုက်ပြီးသူ့ဘက်ကဘာမှတုံ့ပြန်ချိန်မရခင်မှာတင်ရဲဟိုင်ရဲ့ပါကိုပဲပြန်ရိုက်ချလိုက်တယ်ဘာစွမ်းအားမှမတုံးပဲတာမန်ခန္ဓာကိုခွန်အားတက်နဲ့တင်ဖြစ်တယ်ရဲဟိုင်ကအော်တောင်မအော်နိုင်ပဲလေထဲကိုပြန်တက်သွားပြီးနှစ်ပတ်လည်က TV screen ပေါ်ကိုရိုက်မိပြီးကျမ်းပြင်ပေါ်လဲကျသွားတယ်60လက်မ TV screen ကြီးလဲချက်ချင်းအကွဲသွားတော့တယ်လူတက်မှုဖြစ်နေပြီမင်းယူနေပြီလားငါရဲတိုင်တော့မယ်တိုင်လေးငါကစပွဲပေါ်ကပန်းတီးတစ်လုံးကိုလှမ်းယူပြီးလက်ငါးချောင်းနဲ့အားဆိုင်လိုက်ရမာကျောတဲ့ပန်းတီးကငါလက်ထဲမှာတင်ချက်ချင်းညှစ်ချခံလိုက်ရပြီးဖြိုရည်အဖြစ်ပြောင်းလဲကလက်ချောင်းကြားထဲကနေကျမ်းပြင်ပေါ်စီးကျသွားတော့တယ်ကျန်းရဲ့ဖုန်းကလက်ထဲကနေလွတ်ကျသွားပြီးကျန်းပြင်ပေါ်တိုက်ရိုက်ပြုတ်ကျသွားတယ်သူဖုန်းကိုကောက်ကင်ပြီးအတန်ဖိုင်ကိုဖွင့်လိုက်တယ်မင်းပါရီလာမွေနေတာလဲဒီနေ့တော့မင်းကိုငါတကယ်ဆုံးမရတော့မယ်သူ့ခြေထောက်နှစ်ဖက်လုံးကိုအရင်ရိုက်ချိုးလိုက်စမ်းပြီးခဲ့တဲ့အချိန်ကျန်းရင်ချင်းချောက်ခံရတဲ့အတန်ဖိုင်ကအခန်းထဲမှာအတိုင်းသားထွက်ပေါ်လာတယ်ဒီငွေ3သိန်းကမင်းတို့အတွက်ငါနောက်ဆုံးထောက်ထားပေးခြင်းပဲအခုကစပြီးငါတို့ကြွေးမြီတွေအားလုံးပြတ်သွားပြီးအတိုးနှုံမြင်ပါတဲ့ကျွေးမြီတွေအတွက်တော့မင်းတို့ဘာသာလုံချမ်းစီတွားရှင်းကြဒီအတန်ဖိုင်ကိုငါ10ဆောင်တောင်ကူးယူထားတယ်လုံချမ်းဖြစ်မင်းတို့ဖြစ်ငါဘဝတဲကိုနောက်ထပ်ခြေတလန်းထလန်းဝင်ရင်မင်းတို့မိသားစုတစ်ခုလုံးထောင်ထဲမှာတွားပြီးထမင်းစားရစီမယ်လို့ငါအာမခံတဲ့သဘောပေါက်လားသဘောပေါက်ပါပြီငါမတ်တက်ရက်ပြီးလမ်းပိတ်နေတဲ့ပျက်စီးနေတဲ့တကားကိုကန်ထုတ်လိုက်တယ်လှဲ့တောင်မကြည့်ပဲဒီအိမ်ကနေထွက်လာခဲ့တယ်ကဘာမြေပေါ်ကအသေးဖွဲကိစ္စတွေကိုတော့အားလုံးဖြေရှင်းပြီးသွားပြီအိမ်ပြန်ရောက်တော့ဆိုဖာပေါ်မှာထိုင်ပြီးတနက်တွေကိုထုတ်လိုက်တယ်အဆက်တွေတုံးပြီးဈေးကြီးကြီးနဲ့ဝယ်ထားတဲ့အော်တိုမက်တစ်တနက်ကြီးနှစ်လက်နဲ့ကြီးစံတွေပဲဖြစ်တယ်အားလုံးကိုတူလောင်ခန်းထဲထည့်လိုက်တယ်ကိုဆောင်ကြောက်စိမ်းကပျက်စီးသွားပြီဆိုတော့ကျင့်ကြံသူတွေနဲ့ရင်ဆိုင်ရတဲ့အခါပို့ပြီးတိုက်ရိုက်ကြတဲ့လက်နက်တွေလိုအပ်တယ်ငါရင်ဘက်ကရှေးဟောင်းကြောက်စိမ်းကိုကင်လိုက်တော့မျက်နှာကပို့ပြီးအုံမိုင်းသွားတယ်ကျန်းရင်ကတုံးမရတော့ပေမဲ့လီဆန်းကအသက်ရှင်နေသေးတယ်ရင်းရွှေကလည်းဒဏ်ရာပြင်းထန်ပြီးအစိတ်ရှုံနှုံထဲမှာအသက်အန္တရာယ်စိုးရိမ်နေရတယ်ငါကြောက်စိမ်းကိုတင်းဆုပ်ကင်ပြီးစိတ်အာရုံနဲ့တကားဝါကိုအသေးအတန်ရှာဖွေလိုက်တယ်ချင်းရင်ကိုင်းကိုသွားမယ်အလင်းတန်းကြီးပေါ်လာပြီးနောက်ပျောက်ကွယ်သွားတယ်ငါချင်းရင်ကိုင်းရဲ့အပြင်စီးတပည့်တွေနေထိုင်ရာရက်ကိုအောင်မြင်စွာရောက်ရှိလာတယ်ရှုံနှုံထဲကိုတိုက်ရိုက်မရောက်သွားဘူးကြည့်ရတာကြောက်စိမ်းရဲ့တီနီယာပြစနစ်ကငါမထွက်ခွာခင်ကအန္တရာယ်ကင်းဆုံးနေရာကိုပဲအခြေခံထားတာထင်တယ်ငါတကားကိုတွန်းဖွင့်ပြီးကြောက်ခင်လမ်းပေါ်လျှောက်လာတော့လမ်းသွားလမ်းလာအပြင်စီးတပည့်2ယောက်တူတူလေးပြောနေတာကိုကြားလိုက်ရတယ်မင်းကြားပြီးပြီလားစီနီယာကျန်းရင်ကဒီတစ်ချိန်မှာအကြီးအကျယ်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာဘယ်လိုဖြစ်လို့လဲသူ့ရဲ့ကြင်ကြံခြင်းအမှုတွေကပျက်စီးသွားပြီမဟုတ်ဘူးလားကျန်းရင်အဲ့ဒါကပဲသူ့ရဲ့ကောင်းဆန်တဲ့နေရာပေါ့သူကူအောင်နယ်မြေထဲမှာအစစ်နှစ်အထုပ်ထိပ်အစိပ်ပြင်းမိကြောင်းနဲ့တိုးခဲ့တယ်လို့ကြားတယ်စီနီယာမမရင်းရွှေကိုကဲဖို့အတွက်သူကသူ့ရဲ့ကြင်ကြံခြင်းအမှုတွေကိုအတင်းအဓမ္မဖောက်ခွဲပစ်လိုက်တယ်အဲ့ဒါကြောင့်လဲမိချောင်းကိုခုခံနိုင်ပြီးလီဆန်းကမမကိုဂိုင်းနဲ့ပြန်ခေါ်လာနိုင်ဖို့အခွင့်အရေးရခဲ့တာပေါ့အော်တက်ကိုစတေးပြီးလူသားချင်းစာနာခဲ့တာပဲဒါကြောင့်လဲဂိုင်းချုပ်ကအရန်စိတ်လှုပ်ရှားသွားပြီးစိတ်တောက်စရာတွေအများကြီးပေးခဲ့တာပေါ့နီလန်းရှိရင်သူ့ရဲ့အမှုတွေကိုပြန်လဲတိဆောက်ပေးမယ်လို့လည်းကတိပေးခဲ့တယ်ဒါပေမဲ့နှမျောစရာကောင်းတာကစီနီယာမမရင်းရွှေကအစစ်နဲ့အစိတ်တွေကနှလုံးသားထဲရောက်နေပြီဆိုတော့အကြီးအကဲတွေလည်းခေါင်းခါကုန်ကြပြီးဒီညဆိုရင်စေကူတာမှုကိုလက်လွတ်လိုက်တော့မလို့တဲ့ဒေါသတကြီးတက်ဖြတ်လို့တဲ့စိတ်ကကုန်းထလာပြီးငါဘေးကကြောက်တုံးကိုကန်ခွဲပစ်လိုက်တယ်ပြီးတော့ရှေ့ကိုတလန်တိုးပြီးအဲ့ဒီတပည့်ရဲ့လက်ပင်ကိုလှမ်းညစ်ပြီးတကိုယ်လုံးကိုမြှောက်လိုက်တယ်လွတ်ပေးပါငါမေးမဲ့ရင်းရွှေကိုဘယ်သူကယ်ခဲ့တာလဲစီနီယာကျန်းရင်ပါလီဆန်လဲတက်တည်ရှိပါတယ်တကိုင်းလုံးတိကြတယ်ရင်းရွှေအခုဘက်မှာလဲဟိုဘက်ကရေနန်းဆောင်မှာပါငါကိုလွတ်ပေးပါငါသူ့ကိုအမိုက်လိုပစ်ချလိုက်ပြီးဘာမှထပ်မပြောတော့ပဲခြေထောက်ကဆွမ်းအားတွေထွက်ပေါ်လာပြီးကျန်းပြင်တွေတောင်ကွဲအပ်သွားတယ်တကိုယ်လုံးကအရေးတစ်ခုလိုရေနန်းဆောင်စီပြေးသွားတော့တယ်နန်းဆောင်ရှိရောက်တော့ချမ်းစိမ့်စိမ့်ဖြစ်နေတယ်ရက်စမ်းအတွင်းစီနန်းဆောင်ကိုအပြင်စီးတပည့်တွေဝင်ခွင့်မရှိဘူးဖယ်ဆန်းငါခြေလက်မပြတ်ပဲဓာတ်တွေကြားထဲကတိုးဝင်ပြီးသူတို့ရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်ကအချင်းချင်းရိုက်ခတ်မိစေလိုက်တယ်သူတို့ကောင်းချင်းရိုက်မိပြီးအော်တောင်မအော်နိုင်ပဲလဲကျသွားတယ်ငါရေနန်းဆောင်ရဲ့တစ်သားတကားကြီးကိုကန်ဖွင့်လိုက်တယ်အခန်းလေကနှင်းခဲကရင်ပေါ်မှာရင်းရွှေကတတိမိမျိုးပြီးလဲလျောင်းနေတယ်သူမရဲ့လှပတဲ့မျက်နှာကအခုတော့အစိတ်တွေကြောင့်ညိုမဲနေပြီးနှက်ခမ်းတွေတုံရင်နေပြီးရင်ဘက်ကအသက်ရှူတန်တောင်မရှိတဲ့လောက်ဖြစ်နေပြီးအကြီးအကဲ9ယောက်ကကရင်ဘေးမှာဝိုင်းပြီးတက်ပြင်းချနေကြတယ်ယူနေတာလားဘသူကရေနန်းဆောင်ကိုအတင်းဝင်ရဲတာလဲသူမဘလောက်ကြာတောင်းခံနိုင်အောင်မလဲဟမ်ဘာစွမ်းအမှမရှိတဲ့တာမန်လူတယောက်ကဒီနေရာမှာလာပြီးရိုင်းဆိုင်နေတာလဲတယောက်ယောက်သူ့ကိုအပြင်ကိုလှုပ်ထုတ်လိုက်ဆန်းကမင်းနေတယ်သူမမှာအချိန်ဘလောက်ကြံသေးလဲအကြီးကဲကဒေါသထွက်ပြီးစွမ်းအားတွေထုတ်လုပ်ကငါ့ကိုဖိနှိပ်ဖို့ကြိုးစားတယ်ဒါပေမဲ့အစိတ်ပြင်းတဲ့စွမ်းအားတွေကငါစီရောက်လာတော့ပျောက်ကွယ်သွားတယ်သူကငါရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုမကျော်လွှားနိုင်တာကိုအံ့ဩစွာသိရှိသွားတယ်အလွန်ဆုံးရှိမှနိုင်ဝက်ပေါ်အစိတ်ကနှလုံးထဲရောက်သွားပြီဆိုတော့နက်ဖျားတော်မကဲနိုင်တော့ဘူး
ဖြည့်ဆေးကဘာလဲအစိတ်ရှုံနှုံတွေကအနက်ဆုံးနေရာမှာရှိတဲ့မော်ကွန်းဆေးပင်ပဲအဲ့ဒီဆေးပင်ကအစိတ်ကိုပြည့်စေနိုင်တယ်ငါသွားယူမယ်နေဦးလူငယ်လေးအဲ့ဒီဆေးပင်သားမှာအစစ်နဲ့အထုပ်ထိပ်မွေနဲ့ကြီးရှိတယ်အမြုပ်တွေအဆင့်ကြင်ကြံသူသွားရင်တော့အသက်ရှင်ဖို့မလွယ်ဘူးခိုင်းအနေနဲ့တေခါနီးလူတယောက်အတွက်နဲ့အကြီးအကဲတွေကိုအဆုံးရှုံးမခံနိုင်ဘူးဘယ်နေရာမှာလဲမြောက်ဘက်ကိုသွားပါအစိတ်အထုထက်ဆုံးနေရပဲမင်းသွားရင်လည်းအလောင်းတလောင်းပူလာရုံပဲရှိမယ်သူ့ကိုနိုင်ဝက်လောက်အသက်ဆက်ပေးထားပါဆေးပင်ကိုငါပြန်ယူလာခဲ့မယ်စကားဆုံးတာနဲ့ငါရေနန်းဆောင်တွေကနေအမြန်ပြေးထွက်လာခဲ့တော့တယ်